ဒါကိုတာမန်ကြောက်ခဲလို့ထင်နေလားတကယ်တော့ဒါဟာအသက်ရှိနေတဲ့တတ်တုဓလုံးလို့ခေါ်တဲ့အရာပဲအကြီးပြောနေတဲ့ပေတာကိုအခဲဖြစ်အောင်လုပ်ဖို့ဆိုတာသိပ္ပံနေကြတယ်မဟုတ်ဘူးစိတ်ဓာတ်စွမ်းရည်နဲ့ပါယဉ်ရတာသွေးချွေပြီးတော့မရွေတွက်နိုင်တဲ့အချိန်တွေဒါတွေအားလုံးပေါင်းစပ်မှဒီလုံးလေးတစ်လုံးဖြစ်လာတာပါဒါဟာဘာလို့ဒီလောက်တန်ဖိုးကြီးတာလဲဒီလားဓလုံးအောင်တဲ့သူဟာအိုမင်းချင်းကိုဟန်တားနိုင်တယ်ယောဂဗျာကင်းဝေးတယ်အားဖို့ကောင်းတာကဒီတတ်တူလုံးလေးဟာညင်ရွှေမှုပြန်နိုင်တဲ့အထိစွမ်းအားရှိတယ်လို့အယူအဆရှိကြတယ်ဒါဟာရုပ်ဝတ္ထုတစ်ခုတည်းမဟုတ်ပဲဝိဇ္ဇာလောကရဲ့ best တစ်ခုပဲသူငယ်ချင်းမင်းစဉ်းစားကြည့်ဟုလားငါတို့မသိသေးတဲ့ဒီလောကကြီးထဲမှာလူသားတစ်ယောက်ကသေခြင်းတရားကိုအနိုင်ယူဖို့ဒီလောက်ထိစူးစမ်းခဲ့ကြတယ်ဆိုတာတကယ်ကိုရင်ခုန်စရာမကောင်းဘူးလားအရာရာကိုသိပ္ပံနဲ့တိုင်းထားလို့မရတဲ့အခါယုံကြည်ခြင်းကအပြည့်ဖြစ်လာလိမ့်မယ်မင်းရောဒီလူရှုချက်ကိုရှာဖွေဖို့အစဉ်သင့်ပဲလား